ဒါကြောင့်မို့အဲ့ဒီအချိန်တော့ကဒါဗလဲဘို S1 အဖွဲ့နော်အဖွဲ့ပဲရှိသေးတယ်တခြားအပေါင်းအဖွဲ့တွေမပါဘူးကော်ပလာတို့ဘာတို့မပါဘူးဒါပေမဲ့ဒီကရင်သစ္စာဖောက်လောက်ကောင်တွေကြောင့်သူတို့နော်ပြောမယ်စီလုံးညှို့မှုမရှိလို့ပေါ့နော်ညှို့မှုမရှိလို့သစ္စာဖောက်လောက်ကောင်တွေကြောင့်သူတို့လူငယ်တွေအများပြားကြဆုပ်ရတယ်ပြန်နောက်ဆုပ်ရတယ်အဲ့ဒါအင်အားရှိတဲ့အချိန်တော့ကအဲ့ဒီအချိန်တော့က4K ကော3ထကွေ့နော်6နှစ်ခွကို S1 ကတက်ไปတော့မယ် KNU နွားအိုကြီးတွေကနောက်ပြန်ဆုပ်ထိုင်တယ်နော်အဲ့ဒီတမိုင်းကိုတော့မင်းတို့ဖျောက်လို့မရဘူးနော်အခုချိန်မှာမင်းတို့ဒီလိုစင်ချေတွေပေးလို့မရဘူးနော်နောက်ပြီးတော့နော်ဒီကရင်ပြည်နယ်မှာစခန်းကြီးတွေကိုတက်သိတော့မဲ့အချိန်မှာမြို့တွေကိုတက်သိတော့မဲ့အချိန်မှာ KNU ကပြန်နောက်ဆုတ်ခိုင်းတယ်အထူးသဖြင့်တောင်ကြအင်းကိုတက်သိတော့မယ်နော်သိလို့တော့ရပြီတောင်ကြအင်းကိုသိလို့ရပြီနောက်ဆုံးနော်သူတို့ဒီ KNU ကစစ်ကိုစစ်နဲ့တူအောင်မတိုက်လို့နော်နောက်ဆုံးတော့မြဝတီနှစ်ခု9ကို KNU ရဲ့လက်ချက်နဲ့ BGF ထက်လက်ထဲရောက်သွားတယ်အဲ့ဒီတမိုင်းကိုလည်းမင်းတို့ဖျောက်လို့မရဘူးနော်အဲ့ဒီတမိုင်းကိုမင်းတို့ဖျောက်လို့မရဘူးနော်အဲ့ဒါကြောင့်မို့အခုချိန်ကြမှာဟာမင်းတို့ကစင်ချေပေးပြီးတော့မြောက်ပိုင်းနဲ့ကရင်နဲ့မတူဘူးကရင်ကသစ္စာဖောက်များတယ်ဟိုဟာကသစ္စာဖောက်မများဘူးမှာကနေမြေဒေသမင်းတို့ဒီလိုစင်ချေပေးပြီးတော့တော်လန်ရေးစစ်ရေးနိုင်ငံရေးအများထုတ်လို့မရဘူးနော်ကြို့ပြောထားမယ်မင်းတို့လှုပ်ရမင်းတို့စိုက်တဲ့အပင်တိုင်းမင်းတို့စိုက်တဲ့အသီးတိုင်းမင်းတို့ပြန်ရုပ်သိရမယ်နော်အဲ့ဒါကြောင့်မို့မင်းတို့ဒီလိုစင်ချေပေးလို့ဘယ်ပြည်သူမှမင်းတို့ကိုမယုံကြည်တော့ဘူးနော်အခုချိန်ထိသူတို့ကဗလက်ဒီစကိုင်းအညာဒေသဘက်ကနော်မကွေးတို့ဒီရောတို့ဘက်ကသူများမိုးကုတ်တို့ဘက်ကပေါ့နော်သူများတိုက်ပြီးတော့ပြန်ဆုပ်ပေးရတာကိုဟာသူတို့ကရင်ကလည်းတိုက်တဲ့စခန်းသေးကိုကွေးလေးကိုပြန်ဆုပ်ပေးရတယ်အဲ့ဒါသူကလည်းဟိုမှာလည်းစစ်ရေးကနော်အတိုးအဆုပ်အရှစ်အနောက်ဘာညာသူတို့လည်းစင်ချေပေးတယ်ဒါကြောင့်မို့မင်းတို့ကလိတ်ကကြစ်လိန်ညာလက်စားလှုပ်ခဲ့တဲ့လှုပ်ရကသမိုင်းတွင်သွားပြီမင်းတို့အခုလိုမျိုးစင်ချေပေးလို့မရတော့ဘူးနော်အခုလည်းဒီလိုပဲသူအခုမတိုက်ဘူးနော်အခုကရင်ပြည်နယ်ကလောဝကိုနော်တိုက်တာမကြဘူးအခုဘာကြောင့်မအေးလို့မင်းအောင်လိုင်ကလေရင်နဲ့နော်အညာဒေသစကိုင်းဒေသမကွေးဒေသရခိုင်ဒေသနော်လေရင်ဘုံကျဲနေတယ်အဆက်မပြကိုဘုံကျဲနေတယ်ဘာကြောင့်လဲအရင်တော့ကလိုမျိုးနော်ကျမတို့ဗျိုင်းသူထားလို့စိမအေးလို့မင်းအောင်လိုင်ကအသက်ဆူလို့တော့မရတော့ဘူးမင်းအောင်လိုင်ကပြုတ်ကြတာကြပြီနော်အခုကြည့်အဝတောင်ရွာကာကင်းစခန်းကိုအေကဆက်လက်ပြီးတော့လိုက်လံထိုးစစ်ဆင်နေတယ်စစ်တပ်ကအကြဆုံးများလာတဲ့အတွက်အခုလိုလေချောင်းရေချောင်းလက်နဲ့ကြီး draw ပါအစုပ်ပစ်ကူနေရတယ်ဟုတ်တယ်နော်အခုလေချောင်းရေချောင်းမှာစစ်ကူနေရတယ်အမလေးအောင်စေရစစ်ချောင်းနဲ့ဒေါနာတောင်ချေမှာစစ်တိုက်တော့က KNU ကဘာပြောလဲနိုင်ငံတော်အဆင့်နဲ့မင်းတို့ဒီအောင်စေရစစ်ချောင်းနဲ့နိုင်ငံတော်အဆင့်ဆိုရင်ရခိုင်အေဆိုရင်ကမ္ဘာအဆင့်ဖြစ်သွားပြီပေါ့နော်အဲဒါကြောင့်မို့မင်းတို့လိုမျိုးစင်ချေစင်လက်စင်ရွက်ပေးလို့ဘယ်သူမှမင်းတို့ကိုစောက်ချင်မကြည့်ဘူးအာနာပိုက်စစ်တပ်ကပထမနေပြည်တွေကနေလက်နဲ့ကြီးတွေနဲ့ပြည်ကူတယ်လို့ drone တွေနဲ့လည်းတိုက်ခိုက်ခဲ့ပြီးမဲ့အေရဲ့တံပြန်ထိုးစစ်စင်တိုက်ခိုက်မှုကိုမဟန့်တားနိုင်တာကြောင့်လေရင်တွေကိုပြည်ကူခေါ်ပြီးခုခံတိုက်ခိုက်လာရတယ်လို့ဆိုပါတယ်နော်နော်ဒီကောင်းနဲ့ဆယ်လောက်မယ်နော်ခဏလေးယူမတက်သေးဘူးခဏလေးဆယ်လောက်အဲ့ဒါကြောင့်မို့လေစစ်ကိုစစ်နဲ့တူအောင်တိုင်မရစရာအကြောင်းမရှိဘူးအဲ့ဒါကိုအခုမှသူတို့ကအချင်းချင်းမတူဘူးစစ်ဒေသချင်းမတူဘူးဘာညာစင်ချေပေးတယ်နော်ဝိုင်းချက်ပေးပါဦးနော်အခုပထမထိုးစစ်ဆင်လာတဲ့အာနာသိစစ်တပ်စစ်ကြောင်းကအဝတောင်နဲ့မြော့ချောင်းကြားမှာအကြဆုံးများခဲ့ပြီးဒဏ်ရာရစစ်တီတွေကိုအမှန်မှလေးနော်သူတို့ကစစ်ကိုစစ်နဲ့တူအောင်တိုက်လို့ရှိရင်နောက်ပြီးတော့အခုမင်းအောင်လိုင်စစ်အင်အားကပစတွေများတယ်ပစတွေကနော်စစ်ရဲ့အရေးချင်းမရှိဘူးသူတို့စစ်ကိုစစ်နဲ့တူအောင်မတိုက်လို့နော်နောက်ပြီးတော့အခုအညာဒေသနော်အညာဒေသကလည်းတချို့တကြောင်လုံး PDF ထိချုံနေမြည်ရှိရတာနဲ့
yuar no ta yuar logo mi so nine de so ro အဲ့လိုမျိုးတချို့ထောက်ပြထားတာတွေတွေ့တယ်ဒါပေမဲ့သူတို့ထောက်ပြထားတာအမှန်တရားတွေနော်အမှန်တရားမလို့ဒါတွေကကျမတို့ကနော်ဒါကိုကြည့်ပြီးတော့တော်လန်ရေးသမားတွေကိုပြောတာဒါကိုကြည့်ပြီးတော့သင်ခန်းစာယူရမယ်အမှန်တရားကိုနော်ဟိုဗလဲသုံးသပ်ရမယ်ဟာဟိုကပြောလို့နော်အန်နူကြီးကိုပုတ်ချတာဟိုဟာကိုပုတ်ချတာအဲ့လိုမျိုးတွေးလို့မရဘူးနော်ဖိအားဖောင်းထုတာနဲ့သုံးသဝေဖန်သုံးသတာနဲ့မတူဘူးနော်ဖောင်းထုတယ်ဆိုတာမဟုတ်တာလေးမဟုတ်တာတွေရောဟုတ်တာတွေရောအမျိုးစုံပြောပြီးတော့ဟိုဗလဲနီးမျိုးစုံနဲ့ထိုးချဖောင်းထုနေတာအဲ့ဒါတွေကနော်အဲ့ဒါတွေကတော်လန်ရေးဘယ်တော့မှမဟုတ်ဘူးတောင်းစေချင်လို့ဝေဖန်သုံးသတာကိုနော်ကိုကလည်းပြန်ပြီးတော့စင်ချင်ရမယ်သုံးသရမယ်အခုနော်အခုမင်းအောင်လိုင်ရဲ့စစ်တပ်တွေကဒဏ်ရာရတဲ့စစ်တီတွေကိုဆွဲထုတ်ပြီးတော့ကြံရှိတဲ့စစ်သားတွေကနောက်တန်းကစစ်ကူလာတဲ့စစ်ကြောင်းနဲ့ပေါင်းပြီးအေတိုက်ခိုက်နေပြီမဲ့အကြဆုံးတွေနဲ့သာဆက်လက်ရေးဆိုင်နေကြရတယ်အာနာသိစစ်တပ်ရဲ့ထိုးစစ်မှာအခုဆိုရင်ခံစစ်အနေထားကိုပြောင်းသွားပြီးဖြစ်တယ်တောင်မဦးရေတက်ကိုပါကာကွယ်နေရတဲ့အခြေအနေကိုရောက်ရှိသွားပြီတဲ့နော်နေရင်နဲ့ခုခံနေရတဲ့အခြေအနေကိုရောက်ရှိသွားပြီဆိုတော့သိကြတယ်မကြခင်မှာတော့အေးလက်ထက်ကိုရောက်သွားမှသိကြတယ်နော်ကဲအခုတောင်ပိုင်းကျမတို့ပြောမယ်နော်ကျမတို့ဒီအာနာစင်အဆက်ဆက်နှစ်80ဘာကြောင့်မအောင်မြင်ရတာလဲတောင်ပိုင်းကတိုက်ရင်မြောက်ပိုင်းကညိတ်တယ်မြောက်ပိုင်းကတိုက်ရင်တောင်ပိုင်းကညိတ်တယ်ဒါပေမဲ့အခုဒီຫນွေဦးတော်လန်ရေးမှာမြောက်ပိုင်းကနော်မြောက်ပိုင်းဆိုတာကချင်းကရင်နီချင်းစကိုင်းမကွေးအညာဒေသနော်တချို့တွေမှာအခုချိန်ကြီးအထူးအပြည့်အေး KIA ပေါ့နော်အခုချိန်ကြီးမရနာဘူးနော်တိတုံညာနိခွန်စပေါ်ပြီးတဲ့ကတဲ့ကအခုချိန်ကြီးတရက်မှမရနာဘူးဒါကြောင့်မို့လဲအောင်မြင်မှုတွေရတာထိုက်တန်တယ်နော်အခုကြည့်မင်းတဘူးတလင်နဲ့ဒီပဲရင်မြို့နယ်ကိုစစ်တပ်ကလေကြောင်းဖြစ်ဗုံးကျဲတိုက်ခိုက်ပေါက်မှလဲစစ်တပ်စစ်ကြောင်းကစစ်ဆောင်ပြည်သူ9ဦးကိုဖမ်းဆီးပြီးနွားလဲများကိုလူရဲ့ယူဆောင်သွားတယ်တွေ့လားပြည်သူတွေနော်မင်းတဘူးတလင်ဒီပဲရင်ဒီအညာစကိုင်းတွေကကြည့်ရဟိုဗလဲကြည့်ရတဲ့လောက်တော့မင်းအောင်လိုင်ကနော်သူဗလဲစစ်မနိုင်စီနိုင်ငံတကာကသူ့ကိုဘလို့ပဲဖိအားပေးနေပါစေအတိကတော့အေးနော်မြို့တွေရွာတွေစခန်းတွေမြို့တွေရွာတွေအားလုံးကိုမီးလောင်ပြကြလို့ရှိရင် PDF တွေလည်းနေလို့မရသလိုပြည်သူတွေလည်းနေလို့မရတော့ဘူးအဲ့ဒါကြောင့်မို့သူကလေချောင်းအားနဲ့တလဆနေနေတိုက်ဖြတ်နေတာကိုတွေ့ရတယ်အဲ့ဒါကိုတောင်ပိုင်းကလည်းစစ်ရေးအင်အားနော်တောင်ပိုင်းကလည်းဒီလိုမျိုးမြောက်ပိုင်းကိုမဖိအောင်လို့တောင်ပိုင်းကလည်းစစ်တိုက်ပြရမယ်အခုဘာတမ်းမှမကြောက်ဘူးဟုတ်ဒီအကောက်သိမ့်မလို့ပေါ့နော်တခါမှလိုက်မလွင့်ဘူးအဲ့ဒါကြောင့်မလူတွေကလည်းမသိတာဖြစ်နိုင်ပါတယ်ဘာမှမဖြစ်ပါဘူးနော်အခုနော်စစ်တပ်ကလေကြောင်းပြဗုံးကျဲတိုက်ခိုက်ပေါက်တွင်လဲစစ်တပ်စစ်ကြောင်းကစစ်ဆောင်ပြည်သူ9ဦးကိုဖမ်းဆီးပြီးနွားလဲများကိုလူရဲယူဆောင်သွားတယ်နပ်ပြရောက်တော့ပြီအခုချင်းပြည်နယ်မင်းတပ်မြို့ပေါ့စကိုင်းတိုင်းဘူးတလင်မြို့နယ်နဲ့ဒီပဲရင်မြို့နယ်စီကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းပြဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများကနော်ပြောပါတယ်ကဲဒါချင်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်မနည်းနည်းလေးရှင်းပြမယ်နော်ဒီမှာယခုဖြစ်နေတဲ့မြန်မာတော်လန်ရေးမှာပြန့်ကျဲနေတဲ့လက်နက်ကင် PDF တွေကိုစုစည်းပြီးNUG အောက်မှာအစင်တကြမင်းရှင်တွေကိုအကောင့်ထဲပေါ်ဖို့ PDF တမတော်အဖြစ်ပြောင်းလဲဖွဲ့စည်းနေတာဆိုရင်ပြည်သူတွေအတွက်မျှော်လင့်ချက်ရှိသေးတယ်လို့ထင်ပါတယ်အခုဖြစ်နေတဲ့အောက်ခြေ PDF တွေရဲ့အခြေအနေကတော့နော်ဟိုအားပြက်စရာပဲဟုတ်တယ် KNU ကမအားလာနဲ့ညှိနှိုင်းထားတယ်မြို့မသိဘူးဟုတ်တယ်ဂတိပေးထားလို့သူတို့ကဟိုမီးစားတစ်ဖက်ရေမုတ်တစ်ဖက်နော်အဲ့ဒီလိုမျိုးဒါကြောင့်မို့လဲစောတောလေကမင်းအောင်နိုင်ကိုဘလောက်ပဲဟာတွေ့ရတင်းချိုင်းဓာမဆိုင်ဘယ်လောက်ပဲပြောနော်မင်းအောင်နိုင်ကမင်းမလဲစောတောလေရဲ့မိသားစုတွေကအင်းစိန်မှာအေးစစ်စစ်တတရပဲပြောမယ်ဆိုရင်သူတို့အချင်းချင်းကဟိုဗလဲရန်ဖြစ်ချင်းဟန်ဆောင်တာပဲဘာဖြစ်လဲဆိုတော့ကရင်ပြည်နယ်ကိုအများစုထိချုပ်နေတာ DKBA BGF မင်းအောင်နိုင်ပဲလေ KNU ထိချုပ်နေမြေကဟိုးနယ်စွန်နယ်ဖျားမှာပဲရှိတယ်အဲ့ဒါကိုကော်တူးလေနော်ကော်တူးလေပြည်နယ်လို့ပြောလိုက်ကော်တူးလေနိုင်ငံလို့ပြောလိုက်ကော်တူးလေအုပ်ချုပ်ရေးစနစ်လို့ပြောလိုက်ကော်တူးလေလို့ပြောတဲ့နေရာမှာ
ကော်တူလေလို့ပြောလို့ရှိရင်ကရင်ပြည်နယ်မှာအများစုထိန်းချုပ်နေတာမအေးလို့မင်းအောင်နိုင်ပဲနော်ကရင်တွေကခြံဆောက်ခွေးအစင်းလောက်ပဲရှိတာဒါကြောင့်မို့ဒီဒါနော်ဒီစာပိုက်ကဒီဆောင်းပါကပြည်သူစီကနေလာတဲ့ဆောင်းပါပဲနော်ဒါကြောင့်မို့တေချာနားထောင်စေခြင်းလေတော်လန်ရေးသမားတွေကိုလည်းနော်နာတေချာနားထောင်စေခြင်းလေအခုအောက်ခြေကအဖြစ်ဆိုတဲ့နော်တရွာတစ်ဖွဲ့ကိုအားကိုရက်တီနေကြရပြီးညီညွတ်မှုလည်းမရှိကြတိုင်းပြည်တစ်ခုလုံးအတွက်နိုင်ငံရေးရွယ်ချက်နဲ့ခံယူချက်လည်းမရှိကြဗလဲမိမိကျေးရွာကာကွယ်ရေးလောက်သာအလေးထားကြပြီးဘာမီရှင်မအကောင့်ထဲမဖော်နိုင်ကြတစ်ဖွဲ့နဲ့တစ်ဖွဲ့ညှိနှိုင်းတိုင်ပင်ပြီးမိမိနယ်ထဲရှိတဲ့စခန်းသိမ်းတာတို့ငွေကောက်ခံတဲ့ဂိတ်သိမ်းတာတို့မလုံနိုင်ရင်နေပါဒါအခုလက်ရှိတချို့နော်နယ်မြေဒေသမှာဥပမာပေါ့ပလဲဒေသတွေလို့ပေါ့အခုတည်င်းကြားတယ်နော်အခုတည်င်းကြားတယ်ဒီပလဲနယ်မြေတို့ဒီအညာစကိုင်းဒေသကိုထိုးစစ်ဆင်တဲ့နေရာမှာအထူးသဖြင့်နော်ဟိုဗလဲပူတာတလန်တောက်တိုင်ကြီးဖြစ်တဲ့ပြောမယ်ဆိုတော်လန်ရဲ့အချင်းချင်းပေါ့နော်တော်လန်ရဲ့အချင်းချင်းအခုငကားရဲ့ဖော်ထုတ်မှုကြောင့်နော်အခုဖမ်းမိတယ်လို့ကြားတယ်အဲ့ဒီတင်ကတော့ဒါကတော့ဟိုဗလဲရာနှုတ်ပြတော့နော်ဗလဲမဟုတ်ပြီမဲ့အဲ့ဒီလိုမျိုးကြားရတယ်လို့သူတို့နော်ရေးထားတာတွေ့တယ်ကဲခုနကတော့တင်ပြန်ဆက်ဖတ်မယ်နော်ဒီစာကိုဖတ်တာအန်နူးကြီးကိုကျမတို့ဟိုဗလဲဖောင်းထုတာမဟုတ်ဘူးတော်လန်ရေးသမားကိုလည်းဖောင်းထုတာမဟုတ်ဘူးเนาะကွဲပြဲချင်လို့လည်းပြောတာမဟုတ်ဘူးဒီစာသားကိုနားထောင်လို့ရှိရင်ခွဲခြားတတ်မှာပါเนาะတကယ်လို့ဒီစာသားကဘယ်လိုပြောမလဲတော်လန်ရေးသမားတွေအတွက်เนาะစဉ်းစားလို့ရသွားအောင်လို့ဘာဖြစ်လို့ဆိုတော့မြေပြင်ကလူတွေပိုသိမှာပါမိမိနဲ့တဲ့စစ်ကြောင်းထိုးလာတာကိုတော့စုပေါင်းပြီးတိုက်ခိုက်တဲ့တယ်ဘယ်လိုပဲဖြစ်နေတယ်လဲဆိုတော့နမူနာပြမယ်ကရင်ကိုကြည့်လိုက်ကရင်တွေကသူ့နေရာမှာသူတိုက်ငါနေရာမှာသူတိုက်ပူပေါင်းတာမရှိဘူးနော်အရင်တော့ကျမတို့ကြားတယ်တမဟာ6တမဟာ9ကတမဟာ9ကိုသွားပြီးတော့ကူတိုက်ရတယ်တမဟာ4ကိုသွားပြီးကူတိုက်ရတယ်ဒါတွေကသူတို့ဂျင်းထဲတာတမဟာ9ကသူ့နေရာမှာပဲသူနေတယ်ဘယ်နေရာမှသွားတိုက်တာမရှိဘူးတမဟာ9ကလည်းတမဟာ9မှာပဲနေတာနော်ဒါကြောင့်မို့ဒီတမဟာ9မှာတော်လန်ရဲ့အစပိုင်းမှာကျမတို့တမဟာ9မှာလက်နဲ့ခဲရမ်းတွေကျမတို့ထောက်ပံ့ခဲ့တယ်အဲ့ဒီလက်နဲ့ထဲမှာဟို55เนาะကျမတို့ပြည်သူအမှန်အဖွဲ့နဲ့ဒီဟိုဗလဲဒီကရင်အုပ်စုတွေပေါင်းပြီးတော့เนาะအဲ့ဒီဗလဲစီကွက်ဒါဥရောပအဖွဲ့လည်းပါတာပေါ့เนาะပေါင်းပြီးတော့အမှန်မှာတော့စနိုက်ပါဝယ်ဖို့ပေါ့เนาะဒါပေမဲ့စီကွက်ကဘယ်လိုလုပ်လိုက်လဲမသိဘူးအဲ့ဒါကိုကရင်เนาะကရင်အကြီးအကဲတွေကသွားပြီးတော့စီကွက်ကိုသွားဖမ်းလိုက်တယ်သွားဖမ်းပြီးတော့ထောင်ချတာမသိဘူးအဲ့ဒီလက်နဲ့တွေကိုသူကယူလိုက်တယ်ယူလိုက်ပြီးတော့အဲ့ဒီလက်နဲ့ကိုစီကွက်ကစနိုက်ပါမဝယ်ဖြစ်ဘူးဘာလက်နဲ့လည်းပြီးတော့မလဲအတုအရှိနောက်ပြီးတော့အကြီးစားတစ်ခုရှိတယ်အဲ့အတုခုရတယ်အဲ့ဒီတုခုကိုကျမတို့ကနော်သူတို့စစ်မတိုက်ဘူးလေစစ်မတိုက်ဘူးကျမတို့ပြန်တောင်းတော့ဘာပြောလဲအဲ့ဒီနော်တမဟာခုနှစ်တိုက်ရင်အဲ့ဒီတီတာဆန်းရဲ့ဦးလေးတိုက်ရင်မယ်နော်ဟိုတိုက်ရင်ဘလားလဲကျမမမိတော့ဘူးအဲ့ဒီချိန်တော့ဘာနာလဲဒေါ်ချိုတို့ရဲ့ရွာသားပဲရွာသားလားအမျိုးတော်လားမသိဘူးအဲ့ဒီလူတွေလက်ထဲရောက်သွားတယ်ဟာသူတို့ပြောတယ်အဲ့ဒီလက်နဲ့ကြီးကားတဲ့တမဟာ9ကိုသူတို့ပေးလိုက်တယ်နော်ကျန်တဲ့နှစ်လက်ကတော့သူတို့ထဲမှာပဲပါညာနောက်ဆိုတော့ဟိုဗလဲဘာသာမှမကြားတော့ဘူးပြောချင်တာကသူတို့အဲ့ဒီလက်နဲ့တွေကိုရတော့သူတို့ရောင်းစားလိုက်တာနော်သူတို့ရောင်းစားလိုက်တာပြောချင်တာကျမဘာကိုထောက်ပြချင်တာလဲဒီတော်လန်ရေးမှာသူတို့ကသူ့နေရာမှာသူတိုက်တကယ်လို့လာတိုက်လို့စင်ဟာနာမည်နာမယ်ဘာညာသူအဲ့လိုစင်ချီလေးပေးတယ်နော်ကရင်လိုပဲကရင်ကိုကြည့်လိုက်ကရင်ကထိုးစင်းနဲ့မစင်းနဲ့ဘူးခံစင်းနဲ့ပဲနောက်ဆိုတော့အကုတ်ပြန်ပါသွားတယ်ဆိုတာကလည်းမအားလားအားဆိုင်စရာမလိုဘူးဒီသစ္စာဖောက်လောက်ကောင်တွေကြောင့်လွယ်ကူပဲပြန်ပေးလိုက်ရတယ်နော်ဟုတ်တယ်အမှန်တရားပြလို့မြေပြင်အားနဲ့ချက်ကိုအန်ယူဂျီကအမှန်ကိုသိပြီးပြုပြင်ဖို့အကြံပြုပြောချင်တာပဲရှိတယ်ဟုတ်တယ်မှန်တယ်နော်အခုမိမိနယ်တဲ့စစ်ကြောင်းထိုးလာတာကိုစုပေါင်းပြီးတိုက်ခိုက်ရမှာလေဘယ်လိုထိဖြစ်နေတယ်လဲဆိုတော့မညီညွတ်တဲ့အပြင်မလဲစီးတိုက်ချင်တဲ့အဖွဲရှိရင်တော့မှရွာခံအဖွဲကငါတို့ရွာနာမတိုက်ရဘူးရွာနာလိမ့်မယ်အတိုက်မခံနိုင်ဘူးအဲ့လိုလူတွေရှိနေတယ်နော်အတိုက်မခံနိုင်ဘူးတကယ်လို့အခုဒါပေမဲ့အေးကတော့မရဘူးနော်အေးနဲ့ပူးပေါင်းတဲ့အဖွဲအစီမံတမျှကတော့ဗလဲ
ဘယ်လိုပြောမလဲ COC တခုဒီဆိုအဲ့ဒါကိုပြောတာအေးဘာကြောင့်စစ်ရေးအောင်မြင်လဲ COC တခုဒီအောက်မှာအားလောက်က AA ရဲ့အမိတ်စီးဆင်းမှုအောက်ကပဲသွားရတယ်နော်